Project K အဖွဲ့ဝင်တွေထဲမှာပထမဆုံးစွန့်သွားတော့မယ်မင်းခန့် Project K အဖွဲ့ဝင်တဦးဖြစ်တဲ့ PC လေးတို့ချစ်စနိုးခေါ်ကြတဲ့မင်းခန့်ကတော့သူ့ရဲ့ content တာတွဲခဲ့တဲ့ချစ်သူနဲ့လက်ထပ်တော့မယ်ဆိုပြီး social media ပေါ်မှာသတင်းတွေထွက်လို့နေရပဲဖြစ်ပါတယ်။မင်းခန့်ကတော့အဲ့သတင်းကိုဘာမှတုံ့ပြန်ခြင်းမရှိရကြောင်းသူ့ကိုချစ်တဲ့ပရိသတ်တွေကတော့တကယ်ပဲလားဆိုပြီးတို့လောနဲ့စိတ်မကောင်းဖြစ်နေကြပြီးမင်းခန့်ကိုတချင်းတွေပဲဆက်လုပ်ချင်နေကြတာပဲဖြစ်ပါတယ်။မင်းခန့်ကတော့မြန်မာနိုင်ငံရဲ့ပထမဆုံးဘွိုင်းဘန်ဖြစ်တဲ့ Project K မှာပါဝင်ခဲ့ပြီးတော့ပရိသတ်တွေအခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။မင်းခန့်ကတော့ Project K အဖွဲ့ထဲမှာဆိုရင်တက်ကြွဖြစ်သူလေးဖြစ်ပြီးအဖွဲ့ဝင်တွေထက်ခန္ဓာကိုယ်သိရကြောင်းအဖွဲ့ဝင်တွေစတာကိုအများဆုံးခံရပြီးတော့သူ့ရဲ့အပြုအမူတွေကြောင့်ပရိသတ်တွေကသူ့ကိုကလေးတစ်ယောက်လိုပဲထင်မြင်နေကြတာပါအဲ့လိုကနေလက်ထပ်မဲ့သတင်းထွက်လာတာကြောင့်လည်းတအံ့တော်ဖြစ်ခဲ့ကြရတာပါတကယ်သာဆိုရင် Project K အဖွဲ့တွေကနေပထမဆုံးစွန်တဲ့သူကနောက်ကကြော်တက်သွားမှာပဲဖြစ်ပါတယ်ကိုရီးယားမှာဆိုရင်လည်းလက်ထပ်ပြီးတသားမမိတွေရပြီးရတော့အိုက်ဒေါလုပ်နေကြတဲ့သူတွေမှတပုတ်တပိန်ကြီးပါဒါကြောင့်မင်းခန့်လက်ထပ်သွားရင်လည်းဝမ်းသာစရာပါပဲပရိသတ်တို့ရော Project K တွေကဘသူ့ကိုသဘောကျလဲဆိုတာမှတ်ခဲ့ပေးကြပါအောင်နော်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်